အားလုံးမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ရဲ့ Wi-Fi password သို့မဟုတ်ကျွန်တော်ဒီ router ကိုရဲ့ router password ကိုဘယ်လိုပြောင်းလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်လုပ်တဲ့တက်လက်လုပ်ကြည့်ပါအားလုံးစစ်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့ဒီအရာကိုကျွန်တော်ပြောဖို့အတွက်ကျွန်တော်ရဲ့ router ရဲ့နာမည်တည်ဖို့လိုတယ်ပြီးတော့ကျွန်တော်ဒီ router ရဲ့ IP address ကိုတည်ဖို့လိုပါတယ်အဲ့ဒီ router ရဲ့ IP address ကိုကျွန်တော်ဘယ်လိုကြည့်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အဲ့ဒီနေရာမှာကိုကျွန်တော်ရဲ့ computer မှာပေါ့နော်ကျွန်တော် internet ဖွင့်မယ်ဆိုရင်ကျွန်တော်ဒီ page ဘေးမှာကိုကျွန်တော် computer မှာကျွန်တော်မပေါ်ဘူးအဲ့ဒီတော့တကယ်မပေါ်ဘူးဆိုရင်အဲ့ဒီများမှာလည်းရတယ်ကျွန်တော်ဒီ internet ဆိုတဲ့ဟာမှာပေါ့နော်ကျွန်တော်ရဲ့ router ရဲ့နောက်မယ်ကကြတော့ဗာလဲဆိုတော့ကျွန်တော် Ningia ပါကျွန်တော်ရဲ့ router ကျတော့ Ningia ဥပမာဖြစ်ကျွန်တော်ဒီမှာကိုဒီကျောင်းမှာကျတော့ကျိုးနယ်လို့ထားပါတော့ကျိုးနယ်သူမဟုတ် Wi-Fi နဲ့ဆိုရင် Wi-Fi နဲ့မှာသွားပါကျွန်တော်ကျတော့အဲ့ဒီအပုံမှာပေါ့နော်အဲ့အပုံမှာကို right click လုပ်လိုက်ပါ right click လုပ်ပြရနေ open network နဲ့ sharing center ဆိုတဲ့နေရာမှာကို click လုပ်လိုက်ပါclick လုပ်လို့ရှိရင်ဒီနေရာရောက်လာလိမ့်မယ်တကယ်လို့အဲ့ဒီမှာကိုသွားမတန်ဘူးဆိုရင်လည်းကျွန်တော်ဒီနေရာမှာသွားပြီးတော့ဒီ start menu မှာသွားပြီးတော့ control pin နဲ့မှာသွားပြီးရတယ်ကျွန်တော်ဒီနေရာမှာကိုဒီ network နဲ့ sharing center ဆိုတာတွေ့ရလိမ့်မယ်အဲ့ဒီမှာကိုသွားတယ်အတူတူပါပဲဒီနေရာရောက်လာလိမ့်မယ် okay ဒီကကျွန်တော်ဒီနေရာရောက်လာတယ်နီးပေါ့နော်အဲ့ဒီနေရာရောက်လာတာနဲ့ကျွန်တော်ဒီနေရာမှာကို change adapter series ဆိုတဲ့နေရာမှာကိုသွားပါသွားပြီးရတယ်ကျွန်တော်ဒီနေရာမှာကိုကျွန်တော်ရဲ့ network တွေအားလုံးတွေ့ရလိမ့်မယ်အဲ့ဒီနေရာမှာကိုကျွန်တော်လုပ်ထားတဲ့ဒီ Wi-Fi ဆိုရင် Wi-Fi ပေါ့နော်ကျွန်တော်မှကျွန်တော်ကျိုးနဲ့လုပ်ထားတဲ့အတွက်ကြောင့်အဲ့ဒီကျိုးဟောတခုမှပေါ့နော်ကျွန်တော်ရဲ့ဒီ router ကျွန်တော် Ningia ပါအဲ့ဒီနေရာမှာကိုကျွန်တော်လုပ်ထားတဲ့ဒီ internet နေရာမှာကို click လုပ်လိုက်ပါ double click လုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီနေရာအဲ့ဒီလိုထွက်လာလိမ့်မယ်အဲ့လိုထွက်လာလို့ရှိရင်ကျွန်တော်ဒီနေရာမှာကို detail ဆိုတဲ့နေရာမှာကိုသွားလိုက်ပါအဲ့ဒီ detail ဆိုတဲ့နေရာသွားပြီးတာနဲ့ကျွန်တော်ဒီနေရာမှာကိုIPv4 default gateway ဆိုတဲ့ဒီ address ကိုတည်ဖို့လိုပါတယ်ဒီဟာလေးတော့တည်ထားဖို့လိုဒီကကြတော့ကျွန်တော်ဗာလဲဆိုတော့ဒီ gateway ပေါ့နော်ကျွန်တော်ရဲ့ router ရဲ့ gateway address ကိုပြောတာပါအဲ့ဒီကကျွန်တော်တည်ဖို့လိုပါတယ်ကျွန်တော် router တစ်ခုနဲ့တစ်ခုမတူညီတဲ့အတွက်ကြောင့်ဒီမှာကိုခဏလေးကျွန်တော်တူမှာမဟုတ်ပါဘူးအစေသုံးလို့တော့တူလိမ့်မယ် 192.168.1 ပြီးတော့နောက်ဖက်ကကျတော့အခြားကဏ္ဍလေးကွာလိမ့်မယ်အဲဆိုတော့ကိုရဲ့ router ကိုဘာ router ကိုဒီလိုလဲလိုတာပေါ့နော်အဲ့ဒီနေရာသွားတာနဲ့ကျွန်တော်ဒီမှာဒီကဏ္ဍအတိုင်းကိုကျွန်တော်တို့ဒီမှာကို internet နေရာမှာသွားလိုက်ပါ internet နေရာလာလိုက်ပါနော် internet နေရာလာပြီးတာနဲ့ကျွန်တော်ဒီ search နေရာမှာကိုကျွန်တော်ခုနက IP address ကိုထပ်ပေးဖို့လိုပါတယ် 192.168.1.1 เนาะကျွန်တော်မှာကျတော့အဲ့ဒီ router ရဲ့ဒီ IP address ပေါ့ကျွန်တော်အချိုးလို့ရှိရင်အခြားကဏ္ဍနဲ့ဖြစ်လိမ့်မယ်အဲ့ဒီမှာကိုဒီ type ကိုနေပြရနေ enter ဆိုတော့လုပ်လိုက်ပါ enter လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုဒီ username နဲ့ password ကိုသူပြောလိမ့်မယ်အဲ့ဒီမှာကျတော့ကျွန်တော်ရဲ့ဒီ Ningia မှာကျတော့သူ Ningia တွေမှာကျတော့ကျွန်တော်ဒီနေရာမှာကိုADNIN ပေါ့နော် password မှာကျတော့ password ပါ PASWORD ပေါ့နော်ဒီကကျတော့ Ningia ကိုတမားတွေတွေ့ပါတကယ်လို့အခြား router သုံးတဲ့လူတွေဆိုရင်ကိုရဲ့ router အတိုက်ကိုကျွန်တော် Google search မှာစာပြီးရတယ်အဲ့ဒီနေရာပြီးသွားလို့ရှိရင်ကျွန်တော် login လုပ်သွားပြီးလို့ရှိရင်ကျွန်တော်ရဲ့ router ထဲကိုရောက်သွားလိမ့်မယ်အဲ့ဒီ router ထဲရောက်လာလို့ရှိရင်ကျွန်တော်ဒီမှာကိုကျွန်တော်ရဲ့ဒီ router ဘိုင်းဆိုင်ရာအားလုံးကိုသူပြလိုက်မယ်ကျွန်တော်ဒီမှာကို control လုပ်လို့ရပါတယ်ကျွန်တော်တို့အဓိက password ကိုပြောင်းမဲ့တွေ့ကြောင်းကျွန်တော် wireless password ကိုပြောင်းမဲ့တွေ့ကြောင်းကျွန်တော် wireless series ဆိုတဲ့နေရာကိုသွားပါအဲ့ဒီ router တစ်ခုနဲ့တစ်ခုမတူညီတဲ့တွေ့ကြောင်းဒီမှာကျတော့နည်းနည်းတော့ခွဲခြားမှုပဲရှိလိမ့်မယ်အဓိကကျတော့ wireless series ဆိုတဲ့နေရာသွားလိုက်ပါပြန်နေကျွန်တော်ဒီ SSID ဆိုတော့ကိုSSID ကျတော့ကျွန်တော်ရဲ့ဒီ internet နောက်မယ်ပေါ့နော်ကိုအဲ့ဒီနောက်မယ်မကြိုက်ဘူးဆိုရင်ကျွန်တော်ပြောင်းလို့ရပါတယ်ဥပမာဖြစ်ကျွန်တော်ပြပေးမယ်အဲ့ဒီမှာကိုကျွန်တော် internet ဖွဲ့လို့ရှိရင်ကျွန်တော် SSID ဆိုရင်အဲ့ဒီကပြောတာပါနောက်မယ်တွေပေါ့နော်ဒီနောက်မယ်တွေ internet နောက်မယ်တွေပြောတာပါတကယ်လို့ကိုမကြိုက်ဘူးဆိုရင်ကိုနေတဲ့ကိုထက်ချေတဲ့ထက်ချေဆိုရင်ကိုထည့်ပေးလို့ရပါတယ်ဒီမှာကိုကြိုက်တဲ့ဟာထားလိုက်ပါပြီးရတယ်ကျွန်တော်ဒီနေရာကို security option ဆိုရင်နေရာမှာကို security မှာကျွန်တော် password ထည့်ချင်လားမထည့်ချင်လားဆိုတော့เนาะကျွန်တော်မထည့်ချင်ဘူးဆိုရင် none ဆိုတဲ့နေရာသွား none သွားလို့ရှိရင်တော့လူတွေအားလုံးဝင်လို့ရတယ် okay ပြီးရတယ်ကျွန်တော်ဒီနေရာမှာကို WEP အဲ့ဒီ WEP ကျတော့ဗာလဲဆိုတော့ဒီ internet ကို password နဲ့လုပ်ထားတာပါအဲ့ဒီ WEP တော့တိတ်မကောင်းသေးပို့ပြီးတော့ကိုယ့်ရဲ့ network ကို security ပို့ပြီးတော့ဖြင်းချတယ်ဆိုရင်
WPA သို့မဟုတ် WPA2 နဲ့သွားပါအဲ့ဒါကြောင့်အချို့လူတွေကိုရဲ့ဒီ internet ကို hack လုပ်တဲ့လူတွေဆိုရင်ကျွန်တော်တော်များများ WEP နဲ့လုပ်ထားလို့စီတော့ hack လုပ်ရလွယ်တယ်ဒီဟာကြီးကျတော့ဒီ WPA သို့မဟုတ် WPA2 နဲ့လုပ်ထားလို့စီရင် hack ကြီးလုပ်hack လုပ်လို့စီတော့ခက်ခဲတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်ပို့ပြီးတော့ strong ဖြည့်တဲ့ password ထည့်ချေတော့အဲ့ဒီ WPA2 နဲ့သွားပါအဲ့ဒီမှာသွားပြီးရတယ်ကျွန်တော်ဒီနေ့မှာကိုလုတ်ချေတဲ့ password တိုက်ကိုထည့်ပေးပါစင်းလို့အနီးပါ63လုတ်ဒီထည့်လို့ရအောင်နော်အနည်းဆိုတော့ကျွန်တော်စာလုံးနဲ့ကနန်းစေလုတ်ထိဖြည့်ဖို့လိုတယ်အဲ့ဒီမှာကိုတော်ထည့်ပေးလိုက်ပါထည့်ပေးပြီးတော့ကျွန်တော် password ပြောင်းချင်အောင်အဲ့ဒီမှာပြောင်းလိုက်ပါပြောင်းပြီးတော့ apply ဆိုတော့လုပ်လိုက်ပါကျွန်တော်မလုပ်ပါဘူးလုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီနောက်တစ်ခါ password ကိုဒီ internet ဖွင့်လို့ရှိရင်တော့ကျွန်တော်ဒီ password ကို require လုပ်တောင်းလိုက်မယ်တောင်းလို့ရှိရင်တော့ကျွန်တော်လုပ်ထားတဲ့ password အတိုင်းကိုထည့်ပေးဖို့လိုပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ password ကိုဘယ်လိုချိန်လဲဆိုတော့ကျွန်တော်ပြပေးတော့အောင်နော်ဒီမှာကိုသွားပြီးချိန်လို့ရပါတယ်အဲ့ဆိုတော့အားလုံးစစ်ပြီမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ all good luck and bye bye